How to take out the keyboard from the computer. ကျွန်တော်တို့ဒီပုံစံတစ်ခေါက်ရဖို့လိုရပါတယ်ဒီဘက်ဗီဒီယိုရှိကတစ်ခုဒီဘက် keyboard screen တစ်ခုလိုရပါတယ်အမေကြီးoverlay လုပ်လိုက်ပါoverlay လုပ်လို့ပြီးကရောက်ကိုဟိုအငယ်အကလေးငယ်ကိုထောက်ဆောင်ပုံစံမျိုးနဲ့ဒီလိုစိုက်ကိုလာရှာတော့မှာရှာပါရအောင်မှာအဲ့လိုတတိကြပဲဆိုကေနောက်တစ်ခုကို overlay ရှာပါ overlay လုပ်လိုက်ပါနောက်တစ်ခုကို overlay လုပ်ပြီးကေရော remove ကြီးတဲ့ကဝင် remove ကြီးတဲ့ကနေပြီးကေရော position နဲ့ဖြောလိုက်ပါဖြောလိုက်ပြီးကေအမ preload ဆောင်လိုက်ပါတနာဆောင်ပလိုက်ပါprayer ဆိုပြီးက pray ပြီးက qualify လာပါညောင်မ keyboard မှာစာဝီပုံစံမျိုးကို how to take out the keyboard from the computer keyboard ကိုဘယ်လိုထုတ်လဲဆိုရင်ကျွန်တော်ကပြလိုက်ပါမယ်အပြီးတော့ animation ပဲတော်တော်လာစပုံစံမျိုးကိုယူပါညောင်နေရာရှာလိုက်ပါစာရကြီးရှင်နဲ့ကြိုက်လို့နေရာရှာခဲ့လိုက်ပါဝိုင်းအဲ့ဒါဆိုဆောင်ပြပါဆောင်ပြပါကေရောမအတဲ့ပဲဒီဘောဆောက် keyboard တိုက်ပြီးကိုရိုက်ရလိုက်ပါဆိုဟုတ်ပါရဲ့ရောပါစီကေအဆောင်ပြပါအားလုံးအဆောင်ပြနေကြပါစီ